ဒီလိုစပင်ကနေပြီးတော့မှဒီလိုစုပ်ပြတ်သက်ပြီးတော့ဖွာလန်ကျဲကျန်းတော်နေတဲ့စပင်ကနေပြီးတော့မှဒီလိုစပင်လေးကိုရဖို့ဘယ်လိုလုပ်မလဲလိုက်ကြည့်ပေးပါပြည်တရားလုံးမင်္ဂလာပါကျတော့အခုကဒီပေါ့နော်ရန်ကုန်မှာရှိတဲ့ Healthla ကိုရောက်နေတာဖြစ်ပါတယ်တာမီနဲ့ရောက်စပင်ခေချိန်မဲ့ဘာညာချဲ့စုပ်ပြတ်သက်နေတဲ့ဒီပေါ့နော်တကယ်ကိုအဆုံးထိချွတ်ထားတဲ့စပင်ကို treatment လေးလုပ်ပါမယ်လိုက်ကြည့်ပါခုမှပဲစပင်စစ်လေးနဲ့နေရတော့ဒါကတော့ကျဲတော့ပထမဆုံးချိန်ကောင်းလျှော့တာဖြစ်ပါတယ်ရှင်ခါလာရှမ်ပူလေးနဲ့လျှော့ပါတယ်ရှင်ကျဲဒါကတော့စပြီးတော့မှဒီ treatment ပေါ့နော်အဲ့ဒါလေးကိုထည့်နေရဖြစ်ပါတယ်ရှင်စီးလေးထည့်ပြီးတော့မှကျဲတို့လုပ်နေရဖြစ်ပါတယ်အမှ double ပေါင်းပါတယ်ရှင်တော့မှပေါင်းထားတယ်ပေါင်းနေပြီစပင်းလေးကိုပေါင်းနေပြီနင်ကျန်းဆိုပြီးထပ်ပါခုကအမှပေါင်းပြီးတော့ထပ်ပြီးတော့ကောင်းဒုတိယအကြိမ်ထပ်လျှော့ပါတယ်အဲ့မှာတော့တော်တော်ဆန်သားတော့တိတာနေပြီအဲ့ဆေးကတော်တော်လေးကောင်းတယ်ချေရိုကိုရီးယား brand ဖြစ်ပါတယ်အဲ့မှာ double ထပ်ပြီးတော့မှနောက်ထပ်ဆေးထပ်ထည့်ပါတယ်စပင်ကအမှကြည့်လိုက်တော်တော်တိတာပေါ့နော်ရှော့ပြီးတဲ့အချိန်ချဲကလေးတွေကတော်တော်ဖွာနေကြပြီးဖြီးလို့အောင်မရဘူးကွာဖြီးတဲ့အချိန်မှာဆိုမြည်ရအတော့ကုန်လေအခုအဲ့လိုမမြည်တော့ဘူးဒါကတော့သူတို့သုံးတဲ့ဆေးမျိုးစားဖြစ်ပါတယ်ဒါကတော့ Healthla မှာရနေတာရှင်ချေရို Healthla ကဒီကတော့သူက update ပေါ့နော်ဇုံ treatment update ပြီးဒီကောင်မှလုံးဝဇပင်းနဲ့ပတ်သက်တဲ့ဟာတွေရတယ်ပြီးလို့ရှိရင်ကျတို့တနေရာထဲမှာလေပေါ့နော်အစုံဒါ body spa လားခြေလက်သေးလား giant western လားဇပင်းနဲ့ပတ်သက်တာလားမဆန်တာတော်တော်ကောင်းသွားပြီကြည့်ရောတနေရာထဲမှာအကုန်ရနိုင်တယ် Healthla လာကြပါအခုကတော့ reason လေးတာဆိုတော့စိုက်ပါကျွန်မတို့လည်းရန်ကောင်းသွားပါပြီရှင်Healthla နှစ်ဆိုင်ကျတို့ရန်ကုန်မှာရန်ကုန်ဇော်တုံငန်းချင်းတင်ငန်းချင်းဇော်ဝနာမှာလည်း Healthla ဆိုတဲ့ဆိုင်ရှိပါတယ်ဆိုင်ကြီးပါကျတော့ပြီးလို့ရှိရင်မန္တလေးမှာနှစ်ဆိုင်ရှိတယ်မန္တလေးမှာ62လမ်းမှာတစ်ဆိုင်မင်းလမ်းမကြီးပေါ်မှာပဲရှိပါတယ်28လမ်းမှာတစ်ဆိုင်နှစ်ဆိုင်ရှိပါတယ်ရှင်ဒါလေးကတော့ကျွန်မအရင်လာရောအရင်ကြိုက်တဲ့အတွက်ကြောင့်မလို့အဲ့လိုခါပြနေဖြစ်ပါတော့ hair treatment လေးလည်းလုပ်ပြီးသွားတယ်ချက်ရမ်းတိုက်ပါတယ်ချက်လိုမျိုးစပင်ရောပေါ့နော်အရန်ဟိုမှာဒီကစပင်ရောဆိုးရတာစပင်ကိုဖြတ်စီးရတာကြိုက်တဲ့သူတွေတက်ပေါ့နော်ဆိုတော့စပင်းကိုချဲပြန်မွေးတော့မယ်ပေါ့နော်ဆိုတော့ Healthla မှာဒီနေ့ကျတို့ Healthla မှာထွက်တဲ့ treatment အလေးလာလောက်ပါတယ် brand ဆိုလို့ရှိရင်လည်းအကောင့်စားတွေပဲသုံးတယ်ပြီးလို့ရှိရင်ကျတို့နောက်ဆုံးတော့လုံးဝမှနီးပညာရည်နဲ့ပေါ့နော်ဆိုရင် hair treatment တွေလည်းလုပ်လို့ရတယ်တနေရာထဲမှာလက်သေးခြေသက် body washing spa အကုန်လုံးဒီမှာအကုန်ရပါတယ်ဆိုတော့ Healthla ကတော့ကျတို့မန္တလေးမှာလည်းနှစ်ဆိုင်ရှိရယ်62လမ်းရယ်28လမ်းရယ်နှစ်ဆိုင်ရှိပါတယ်ရန်ကုန်မှာတော့ဒီတင်ငန်းချင်းစောနာမှာရှိပါတယ်။ခြေကတော့ရန်ကုန်မှာဆိုတင်ငန်းချင်းစောနာမှာလာလို့ဖြစ်ပါတယ်ရှင်။အားလုံးပဲ Healthla လာခဲ့ပါ။ဘိုင်ဘိုင်ရန်ကုန် Healthla ပါ